တို့ကြောက်ပိုးလာကောက်တာကြောက်ပိုးပငိုလဲခေါ်တာပေါ့6လမ်းဈေးကြီးတယ်1ကီလို5000 6000လောက်ပေးရဟိုပြုတ်နေပြီပြုတ်တဲ့နေရာတော့ကြည့်ရမယ်ဟောဒီမှာစူးချွန်နဲ့ထိုးရလားဟောဒီမှာခုသူကြောက်ပိုးလိုက်ရှာတယ်လားကြောက်ပိုးဆိုတာသူကအဲ့ဒီကြောက်ခဲမှာကတ်နေတဲ့ခရုတစ်မျိုးပဲပြောရမှာလားအဲ့ဒါတို့ကရေကျတဲ့အချိန်ကျတော့ပေါ်နေတာဒီမှာတွေ့ပြီဩဒီမှာတစ်ချက်ပြကြည့်ပါဦးဩဒီမှာအဲ့လိုမျိုးလေးကောက်တာနော်ဒီကောင်ရတော့ပြီအဲ့လိုဖြည်းဖြည်းချင်းကောက်ရင်စုတာပေါ့သူကဈေးကောင်းတယ်အဲ့ဒါတို့အိမ်မှာလားအဲ့ဒီဖော့တော့ရေမမြုပ်အောင်လေအဲ့ဒီကြောက်ပိုးထည့်ထားရင်လေးလာတာပေါ့ကြာတော့ရေထဲမှာတို့ကောက်တဲ့ခါကျရင်အထောက်ကူပြုတာပေါ့အဲ့တို့ခွက်စီသွားရအောင်မယ်တို့တော့မြန်မာလိုတော့တိတ်မတက်ဘူးပြီးမှတို့ဘယ်ကလာလဲဆိုတော့မေးကြည့်ရမှာဟိုနောက်တစ်ကောင်ရပါပြီဟုတ်တယ်ကြောက်ပိုးတွေကြောက်ကြတဲ့ဒီယူပြီးသွားပြီခါတဲ့ဟာကိုသူတို့ခုဒီမှာပြုတ်မှာမွေးပြီးတော့မှပြုတ်မှာပြုတ်တော့အခွန်နွားတယ်အစင်ပေါ့ပြုတ်ပြီးခွန်နွား6လမ်းအဲ့စင်သွားလေ့လာလို့ရတယ်လေ့လာမယ်ခင်လေးတွေတည်တယ်တဲ့ဟောကြည့်ဦးသူတို့မေးကြည့်ဦးဘယ်ကလာလဲဘယ်ရွာလားညောင်မိုင်းညောင်မိုင်း3ညောင်မိုင်းလားဟိုဘိတ်ကလေဟိုတလောကသွားလိုက်တာအမညောင်မိုင်းရောက်တည်တယ်ဟုတ်တယ်ညောင်မိုင်းအပေါ်တက်တည်တယ်သူအဲ့တော့မရှိနော်မမရှိဘူးဖြစ်တယ်ဒီမှာယောက်ျားလားဟုတ်တယ်ယောက်ျားဟုတ်တယ်ကျေးဇူးတင်ပါဘာကြည့်ဦးတို့မေးကြည့်ဦးဘာကြီးလုပ်နေလဲလို့ဖူတာပါလောက်တာလဲပုံငုံကိုပြောရမှာပြောရမယ်ဒီဟာလားခဏနေအိုးတော့အများကြီးရတာပေါ့ညကမကနိုင်ဘူးခွကြည့်လို့ရလားရဘယ်လိုခွရလဲဆွဲလိုက်ကောက်လားဆွဲသူတို့ပမာစကားပိုတက်တယ်နော်ပမာစကားပိုတက်တယ်သူကဘိတ်ဘက်ကလေဘိတ်နဲ့နီးရဲ့အဝေးပေါ့ဘိတ်ကနေလာသူကအများကြီးပဲကိုသူပါလားကရမပါလေဟိုးညညမသမီးလုံးရောက်ချင်းဒီမှာလေဒီဘနဲ့ကျလို့နင်းဒီမှာပငိုဆိုတာဒီလိုလိုညညမသမီးလုံးရောက်ကြောက်ပူပငိုပြီးတော့ကြောက်မှာကတ်နေရပြီးတော့ခွာလိုက်တာတဲ့ပြီးဒီခွန်တွေကိုပြုတ်ပြီးတော့ရိုက်ချလိုက်တာပေါ့နော်ခွန်ချွတ်တာပြီးအဲ့ဒါလေးကိုမတန်းပူရရအောင်ရိုက်ပေးမယ်အများကြီးပဲဒါဈေးကောင်းတယ်ဗျကလေးလေးလည်းပါချစ်စရာလေးတွေသူတို့တော်တယ်နော်ဟိုမှာကြည့်အောင်တော်တယ်ဟုတ်တော်တပီးဒီမှာချစ်စရာလေးသူတို့လည်းချောလေးလေးကျင်းအားလုံးကမကြည့်အောင်တန်ချောင်းကထက်နေပဲအဲ့တန်ချောင်းနဲ့ခုနကကြောက်ကြမှာလေထိုးပြီးရှာတာဟုတ်တယ်အဲ့တန်ချောင်းလေးတစ်ခုတည်းနဲ့ပဲတစ်ခုတည်းနဲ့ရှာတာဟုတ်တယ်အမမဲတာမန်ဟန်တို့လေတန်းနဲ့တော့ကြည့်အောင်ညောင်မိုင်းနေအဲ့ရွာသူလေးတဲ့ဒီရောက်လာတယ်ဝေးတော့တော့မိတော့တော့အစ်စ်ထင်ထားတဲ့လေပေါ့အေးပေါ့
ဟာစီပိုင်းဖြတ်ပြီးလုပ်တာ ဖြတ်ပြီးတော့မှကိုယ့်ကို ကန်းတက်လို့ရဟိုးမှာလို့စပင်းလေးနော်ကောက်လေးနီနီလေး hello hello Mà mày mua em mua. Clap clap. Nào ạ. Nào ạ nha. Lúc mày lúc. Kể lại luôn. Ao em nó bữa khát đấy. ဒီမှာစားဖို့ငါးလာပေးတာတဲ့ဒီမှာကြည့်ဦးဟိုးငါးအကြီးပဲကျေးဇူးအများကြီးတင်တယ်နော်ကြည့်ဦးငါး ပြုတ်ထားတာကို Vậy anh em hay chua. ချွတ်မှာဒီမှာခွန်ချွတ်အော် Quá bây giờ bên. Đi coi tụi bây tao Bữa này gì? sẽ tao bìa. 8000ပေးရတယ်ဩဈေးကောင်းတာနော်တစ်ပိတ်တာ8000 Sao mà tùy đấy. Lên bữa. Hỏa đến tan này đây nhờ. Quả tết nó được. ဩဒီမှာအခွန်လေးကျွေကြတာလားဟိုအဲ့ဒါအခွန်ရေးဆေးရမယ်တဲ့ Nó suy. ဟိုနေကျွတ်သွားပြီဒီနေ့ဖြီးကြည့်လိုက်ဖြီးပြကြည့်ပြီအယောင်ပြောင်းသွားတာပေါ့ဩဘာအခွန်မရှိတော့အခွန်မရှိတော့ဒီလိုလေးဖြူဖြူဖွေးဖွေးလေးထွက်လာတာဒါအခွန်ချွတ်ပြီးတာอ๋อนักเข้าบ่โอ้มีแต่เชียงว่าบ่ล่ะนักเข้าဒါဒီမှာအခွန်ချွတ်ပြီးတာစားနေလောက်ပဲဝယ်မယ်လေဩဒီမှာ ခွန်ချွတ်ပြီး Bữa dùng cả hả? ဩအခွန်ချွတ်လိုက်တော့ဒီလိုဖွေးဖွေးလေးဖြစ်သွားတာ Chua နော် nó lấy coi biến này. อืม Bữa nhâm thì giờ chỉ. အခွန်မချွတ်တဲ့ဟာတစ်ချက်ပြတ်ကြည့်လိုက် ခွန်ချွတ်တော့ဒါကအခုမချွတ်ခင် ဒါအချုံ ခွန်ချွတ် ခွန်ချွတ်ပြီးအဲ့လိုကွာသွားတာ ကြီးပဲကြာကြီးပဲ အဈေးကောင်းတယ်နော်တပိတ်တာ8000တဲ့သူတို့ လေးတောင်ရှစ်တောင် တထေးတွေသူတို့စီးပွားရေးကောင်းတယ် ဟုတ်ပြီကောင်းတယ်နော် ဟုတ်တယ်ဒါဘယ်မှာပြန်ရောက်တာလဲ ညောင်မိုင်းပါတဲ့ Mai mà chạy nhau. ဩညောင်မိုင်းမှာထောက်ကဲရှိတယ်တဲ့ထောက်ကဲဆိုတော့တထေးကိုခေါ်တာ ဩ တထေးပေါ့ ဒိုင်ပေါ့ဒါမျိုးယူတဲ့ဒိုင်ရှိရပါတော့ အေးပေါ့ Ê. ဒီမှာ Nó có rồi. ပဲပုံကြီးပဲ อืม ကြီးပဲဒါကတပိတ်တောင် 8000တဲ့ဒါခုသူတို့ပငိုပြုတ်နေတာ ပုံပြုတ်လာပြုတ်ပြီးခါကြခွန်ချွတ်တော့ อืมဟိုကရိုက်ပြီးချွတ်တာခဲတဲ့ တော့ဆိုရင်ပြုတ်ပါနေပြီဒါပဲဘွားရေးလောက်ရမယ်သူကကြောက်တယ်မျိုးဒါဆိုရှင်ဒါဒီလိုကျုံးပေါ်မှာသူကကျုံးပေါ်ကကြောက်တယ်မှာသူကလာရှာတာတော့ခါကြောသူကကိုယူတက်စားပြာငါလေးတွေပြီးတယ်သူတို့ရဲ့စီးပွားဖြစ်ပေါ်တော့ဒီမှာလာရှာကြတယ်ကိုရီးယားလည်းရှာခွင့်ပေးထားတာအဲ့လို ဟောဒီတိုင်းလဲစားလို့ရတာပေါ့ဟောမကြည့်ဦးဒီတိုင်းဝါစားတာ U cho lên từ đâu lên. Ta cho bắt tắt. ခုနတွေ့တဲ့အဒီလာပြီရလာလား ဒီငယ်ပဲ โอ้နည်းနည်းရလာတယ်တဲ့အဲ့ဒါစုလိုက်တာဗောနော်နည်းစုမနေရဝိုင်းဒါသူတို့မိသားစုတွေအကုန်လုံးဟိုမှာအိုးသူတို့အလုပ်ဖြစ်တယ်နော် Mẹ biết à?
ရတယ်ရတာပေါ့ ရပါတန်းတယ်ဒီကွာကျွန်တော်ထပ်လုပ်မယ်ကြောက်ပိုးရှာမယ်ရောင်းမယ်ကြောက်ပိုးရောင်းမယ်ဒီကွာခုလုပ်မယ်နော်တားတင်တာပါ ဟိုကြည့် မှာ သူတို့တွေကချောလေးတွေနော်အ ချော ကုန်လုံး ချောလေး อืม ချောတယ် ချောလေးတွေကျုံမင်းတမီလောက်ခိုင်းရမှာ ပြန်လာပြီအများကြီးရခဲ့လားအိုးမြင်လိုက်တာမကျုံ နော်ခုနကဘာမှမဖြစ်ဘူး ကလေးရလေတို့အေးစေးစော့စားသူတို့အတက်မဝင်ကြအောင် ဒီမှာဒါခုနကသူတို့အခွန်ချွတ်နေတဲ့ဟာလေးပေါ့နော်ဒီခွန်ချွတ်နေတဲ့ဟာလေးရဲ့ဒီငါးလေးရဲ့ကိုလက်ဆောင်ပေးလိုက်ပါတယ်ဒီမှာတော့သူတို့ရဲ့ဟာဒါလေးကိုအချောက်ပေါ့သူတို့အချောက်ပါတယ်တဲ့ရောင်းဖို့ပေါ့နော်အဲ့ဒီအချောက်ကိုဝယ်မယ်လို့ပြောထားတယ်အခန်းနေကြရရှင်သူတို့ကျွန်းပေါ်မှာမုတ်စားဖို့ခေါ်ထားတယ်နိုင်ရင်းနဲ့မှဝယ်မယ်ကဲဒါလေးကတော့ခုနတော့ငါပြတယ်ကြောက်ပိုးကိုတုတ်ထားတာပါစားကြပါအောင်ရှင်ဒီမှာတုတ်စားကြည့်မယ်ဆိုပြီးတော့ဒါကတော့ခုနအခွန်ခွာရတာပေါ့နော်အချောက်ကတော့ကြော်စားမယ်ဒါလေးကိုတော့တုတ်စားကြည့်ရထုတ်ရဝါနေတော့တို့အလုပ်ပြီးသွားပြီနော်အလုပ်ပြီးသွားပြီနော်ကျွန်တော်အကုန်လုံးခါပြီးသွားပြီပေါ့ပြီးအေးနဲ့မုံနဲ့အေးနဲ့မုံနဲ့အဲ့ခံနေရ အမ ဟိုးဟေး ညလုံးရ စားကောင်းလား ဟိုဒါစားချင်တာလား ဩအဲ့ဒါစားကျင်တာလည်းကဲဖောက်ပြလိုက်အေးဟုတ်ပြီကျွေးမယ် တလုံးနဲ့အဲ့တလုံးနဲ့ အဲနဲ့ နည်းဆက်မယ်နေမင်းဟိုမဟုတ်ဘူးလေ อืม ကိုလည်းထိုင်စားမယ်နော် ကဲစား အဲ့ဒါဘာကြီးနော်အတူပဲ ဒါပိတ်ကနေဝေးလာနော်ဒုံကျွန်းဒုံနောက်ရောက်ရင်လာခဲ့နော်ရောက်တိုင်းလာခဲ့တော့နော် အဲ့ဘွေးကကားတဲ့ရော Ku bemia mah. ကော်ဖီတောက်လားကော်ဖီ တန်းကား ကော်ဖီ ကော်ဖီတောက်တလားကော်ဖီဘယ်လိုတောက်တလဲ ဟုတ်တယ်လားကော်ဖီ ကော်ဖီတောက်တလား အမို့လေခေါ်တောက်တဲ့ဟာလေကော်ဖီလေရှိလား ช่วยกันนะ ကဲတို့လည်းကော်ဖီတစ်ခွက်ဖြောပြလိုက်အောင်ဟေးဖြောပြီးတော့မီခိုင်းကြည့် ကော်ဖီအရင်ထက် ဒီမှာ ကော်ဖီမို့ကိုဒီထဲမွေးမယ် Mu suyi ni. ဒီလေးစုပြီးတာနော်ပူလေးနော်ရမ်းပူတယ်ရမ်းပူအောင်ထည့် ขาเต้นเร็วดูต่อ ထည့်ပြီးဖြောအမုတ်လေးလေအမုတ်ကိုအဲ့လိုဖြော ขา ရတယ် เต้นดู အမုတ်အရင်ဖြောရမှာလေ ดูโอ้ยสักตัง Dua ha tu lebih bak mabit nak. Ya merah hu lebih berang hu. ไอ้ไหนเราข้างในคุณแม่ မွေးနေရပဲမှာ ล็อกก่อนล็อกเลย နော်မွေးလား ไอ้ก้าวข้างในเด็กก้าว အဲကော်ဖီအဲ့ဒါကော်ဖီအစ်စ်တွေနော် Memang ada tanya. กูพอกันหน้า တို့တိုက်ကြည့်လိုက် ခဏဆောင်ရသေး อืม အဖြောပြီးခဏဆောင်ရသေးတယ်ဒါဒီအမုတ်လေးကအောက်မှာလမ်းအောက်မှာကျသွားပြီအောက်မှာတောက်ရတယ်ခဏဆောင် တရွာတဲ့ တရွာတဲ့အမျိုးတွေတဲ့အဲ့ဒါဒီမှာနောက်ထပ်လေတစ်စီးနဲ့ထပ်ရောက်လာတာမျိုးတွေချောလေးတွေ
ချောချောလေးတွေတနခါးတွေနဲ့ Cái chị tên ở bên đây là chị đã là တနခါးလေးတွေနဲ့အမတို့မေးနေတာညောင်မိုင်းရွာကနေဒီကျိုးကိုရောက်တဲ့ထိကြားထဲမှာတခြားကျိုးနေမှာလည်းဒီလိုပဲရှာလာတယ်တဲ့ဒီလိုပဲရှာပြီးတော့မှလာတယ်တဲ့ကော့တောင်ထီအောင်ရောက်တယ်တဲ့ 73စီးဟိုနှုတ်10စီးကြံနေတာပေါ့ အော်စုပြီးထွက်လာကြတာပေါ့ဩ သူက2လလောက်3လလောက်ကြာတယ် Chị bạn ông đã lúc bạn phải giúp ông. ဩဈေးထုတ်ပြီးတာ Có tốt nào đâu, nó có dạng nó bộ lắm. ဟုတ်ပြီလား ဒါကျွန်တော်ညောင်မိုင်းရွာဆိုညောင်မိုင်းရွာကျွန်တော်ဟိုဘိတ်ဘက်ကညောင်မိုင်းရွာကလာတာဆိုတော့လေသူတို့ကမြန်မာစကားပို့ပြီးတော့မှနားလေပို့ပြောတတ်တယ် ဟောပေါ့ထုံးကျွန်းတော့3ညောင်မိုင်း3ညောင်မိုင်းကအမျိုးတွေလာလေကြတာတဲ့ဒီမှာ Anh nhìn ra cái kiểu răng hà, nó bắt đầu bố lạnh. ကဲဓာတ်ပုံလေးရိုက်ပေးလိုက်ပါဦး ဒါကတော့ခုနတော့ကဟိုမှာသူတို့ပငုလို့ခေါ်တော့ခုနကအစိုးလေးသူတို့ပြုတ်ထားတဲ့ဟာကိုအေးခွန်ခွာပြီးတော့ဒါ6လမ်းပြီးဒီလိုဖြစ်လာတာ6လမ်းထားတဲ့ဟာဒါလေးဒါကကြော်စားလို့လည်းရတယ်တဲ့ခုနတော့ကသူတို့မေးကြည့်တာကဒါဘာလာချောင်းလိုမျိုးလို့ကျွတ်တုံဖြူလို့ကျွတ်တုံနေလို့နဲ့ကြော်ရလည်းရတယ်ပြီးတော့ဟင်းရည်ချက်စားရင်လည်းကောင်းတယ်တဲ့ beauty နဲ့လေဟင်းရည်ချက်စားလည်းကောင်းတယ်ဒီတိုင်းကြော်ရင်လည်းဒီတိုင်းကြော်စားရင်လည်းကောင်း ဝ တယ် က်ခေါက်နဲ့တူ ဝက် တယ် ခေါက်နဲ့တူရဲ့တဲ့ညချိုင်ကြော်စားမယ်နော်ဒါကလည်းအေးကကြော် လာခဲ့လာခဲ့ လာခဲ့နော်လာခဲ့ အားလာခဲ့နော် โอเค ရတယ်ဟုတ်ပြီဟုတ်ပြီ ဒီနဲ့သူတို့လီမာမှာဒစည်းမှာ15ရောက်လောက်ပါတယ်လာလေကြတာသူတို့မုံနေစားအေးတွေတောက်အေးစစ်စကားပြောပြီးပြန်ကြတယ်ခုပြန်နေကြပြီ